ဒီအတန်ကိုတိလာအော်တိုဂီယာကာပီကနေဒီထဲလိုက်ရင်ကားအောက်ကထုံးတစ်ချက်အားထဲလိုက်ရင်လဲထုံးတစ်ချက်အရှင်ပြင်းပြင်းနင်းပြီးဂီယာပြောင်းရင်အတန်ပိုကျဲတယ်ဒါက transmission mount ပြနေတဲ့အတန်မှာ transmission mount ဆိုတာ gear box ကိုကားကိုယ်ထဲနဲ့ဆက်ထားပေးတဲ့ rubber သတ္တုအစိပ်ပိုင်းမှာဒီ mount ရဲ့အလုပ်ကတစ် gear box ကိုနေရာကျအောင်ထိန်းထားတယ်နှစ် engine နဲ့ gear ရဲ့တုံခါမှုကိုဆုပ်ယူပေးတယ်သုံး gear ပြောင်းတဲ့အခါဖြစ်တဲ့လှုပ်ရှားမှုကိုထိန်းပေးတယ်ဒီ mount က rubber နဲ့လုပ်ထားတယ်အချင်းချလာနဲ့မြ rubber တွေမာကျော်အက်ကွယ်ဆုပ်ပြဲလာတယ်မောင်းပြတ်ရင် gear ပြောင်းတဲ့အခါ gear box ကလှုပ်ရှားပြီးကားကိုယ်ထဲကိုရိုက်မိတယ်ထုံးမိတယ်ဘယ်ချိန်မှဒီအတန်မိတာလဲတစ်ပီကနေဒီထက်တဲ့အခါ gear က engine အားကိုခံလိုက်ရတဲ့အခါမောင်းပြတ်ရင် gear လှုပ်ပြီးထုံးမိတယ်နှစ်ပီကနေအားထက်တဲ့အခါအလားတူပါပဲသုံးဒီကနေအားလျင်မြန်စွာပြောင်းတဲ့အခါ gear အားအလွန်ကျွံဖြစ်ပြီးအတန်ပိုကျဲတယ်လေးအချိန်ပြင်းပြင်းနှင်းပြီး gear ပြောင်းရင်လုံများလေအတန်ကျဲလေငါကားရထားခြင်းရုတ်တရက်ဓာတ်စီနဲ့လိုက်ရင်လည်းအတန်ထွက်နိုင်တယ်အတန်မလို့လဲထုံးလေးလံနဲ့ရိုက်တယ်တခါတလေခွက်လိုမျိုးဂီယာပြောင်းနိုင်တတိကျထွက်တယ်ဒီတန်ကြရင်ဘာလုပ်မလဲအသေးစားအတန်စားစာမောက်အကွဲစားကားကိုကြိုက်တယ်ဒါမှမဟုတ်တွန်းတက်ခွဲသုံးပြီးကားအောက်တက်ပါဘေးကင်းရဦးစားပေးပါ transmission mount ကိုရှာပါ gear box နဲ့ကားကိုထေကြမှာမောက်မှာအကွဲစုပ်ပြဲ rubber ပြုတ်ထွက်နေတာရှိလားကြည့်ပါမောင်းအစ်စ်လဲပါအကြီးစားအတန်ကျဲနေတယ် gear လှုပ်နေတယ်မောင်းကျူ transmission mount plus engine mount တွဲလဲပါနှစ်ခုလုံးတွဲလဲမှကားညီညာမယ်လဲပြီးရင် engine နဲ့ gear alignment စစ်ပါအန်ရဲ့အရေးကြီး mount လုံးဝကျိုးရင် gear box ကားအောက်ကိုကျသွားနိုင်တယ် drive shaft ကျိုးပြီးကားလုံးဝမရွေ့နိုင်တော့ဘူး engine နဲ့ gear ကြားဆက်ဆက်မှုပြတ်ပြီး gear box ပါပျက်စီးနိုင်တယ်အရှင်ပြင်းပြင်းနဲ့မောင်းရဲ့ mount ကျိုးရင် gear box ကလမ်းပေါ်ကျပြီးကားမှုန်နိုင်တယ်ဈေးသက်သာဆုံးနီး cheap way transmission mount တက်တကယ်တမ်းဈေးသက်သာတဲ့နီးမရှိဘူးပြက်ရင်လဲပြက်ရုံပဲဒါမဲ့စောစောသိရင် gear box မပြတ်ခင်ကာကွယ်လို့ရတယ်ကိုယ်တိုင်စစ်နီး DIY check ကားကိုဘီကင်းတဲ့နေရာမှာရပ်ပါ engine နှိုးထားပါအပူချိန်ပုံမှန်ဖြစ်အောင် brake ကိုဖိထားပြီး PRNDNR ဂီယာပြောင်းကြည့်ပါဂီယာပြောင်းနိုင်ထုံးမိသလားနားထောင်ပါတခါတလေလက်ထောက်တယောက်ကိုဂီယာပြောင်းခိုင်းပြီးကားအောက်ကနေကြည့်ပါမောင်းလှုပ်သလားသတိထားပါအကောင်းဆုံးနည်း best way transmission mount ကိုကီလိုမီတာ3သိန်းမှာကြိုတင်လဲပါ engine mount ကိုလည်းတပြားလေးလဲပါ OEM original mount ကိုပဲသုံးပါဈေးပိုမဲ့ကြာခန့်တယ်လဲပြီးရင်တုံခါမှုမရှိအောင်ချိန်နှီးပါသိထားရတချို့ကားတွေမှာ hydraulic mount ပါတယ်ဒီ mount နဲ့စီယိုရင်လဲပြရုံပဲပြင်လို့မရဘူး auto gear ပြောင်းနိုင်ထုံးမိရင် transmission mount ကိုအရင်စစ်ပါကားအောက်တက်မုံမှာအကွဲစုပ်ပြဲနေရင်အစ်စ်လဲပါဒီတိုင်းဆက်မောင်းရင် gear box ကျပြီးကားလုံးဝမရွေ့နိုင်တော့ဘူးတိမ့်ချီကုန်ကျနိုင်တယ်နေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတင်ငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ